မင်္ဂလာပါအခုကျွန်တော်ပြောသွားမှာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်အိဇဲထဲမှာ PVA နဲ့ကျွန်တော်ကဒီ software လေးတစ်ခုအကောင့်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့က form PVA form မှာ user form လေးတစ်ခုရှိတယ်ပေါ့အဲ့ဒီ user form နဲ့ကျွန်တော်ထည့်လိုက်တဲ့ data တွေကဒီဘက်ကကျွန်တော်တို့ MySQL data page မှာကျွန်တော်တို့သွားပြီးတော့ဒီ test data page ထဲမှာကျွန်တော်တို့ dress table တွေကိုသွားပြီးတော့ကျွန်တော်တို့ရဲ့ဒီ data တွေကိုဖြည့်မှာပေါ့လေအဲ့ဒါကျွန်တော်က Excel နဲ့ MySQL နဲ့ဘယ်လိုချိတ်ဆက်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောချင်တာပေါ့လေချိတ်ဆက်တဲ့နည်းသင်ခန်းစာကတော့ကျွန်တော်ပထမအပိုင်းမှာပြောခဲ့ပြီဒီကောင်ကအခုကကျွန်တော်တို့ insert လုပ်တာပေါ့လေ insert လုပ်တဲ့ဥစ္စာကိုကျွန်တော်ကပြောမှဖြစ်တယ်ပေါ့လေ insert ဆိုတော့ဒီဘယ်တွေကိုထည့်တာပေါ့လေအဲ့တော့အခုဒီမှာကျွန်တော်တို့ဒီမှာ ID ကတော့ဒါကျွန်တော်တို့ auto increment လုပ်တာဖြစ်တဲ့အတွက်မလိုဘူးပေါ့လေဗျာပြီးလို့ရှိရင်ဒီမှာ company name ရှိတယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီ date တွေရှိတယ် date ကတော့ current stamp ပေါ့လေ date time current stamp ပေါ့လေ date ကလည်းထည့်ပေးကြမလို့description မှာထည့်ပေးမယ်ကျွန်တော်တို့ပြီးရင်ဒါ primary key ပေါ့လေ ID ပြီးလို့ရှိရင် image name ရဲ့ item name ရဲ့ဆိုကျွန်တော်ထည့်ပေးထားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီကောင်ဆက်ပြီးတော့ company name နေရာမှာကျွန်တော်တို့အနေနဲ့ top prime PRIN prime top prime ပေါ့ item name က beta mouse ပေါ့လေသူကဘာစေးလဲမသိဘူးသိနေမယ်တော့ကျွန်တော်လည်းမသိဘူးဗျာเนาะဒါပေမဲ့အဲ့တော့သူအကိုက်ခဲပြောက်စေးလို့ပဲတပေါ်ထားလိုက်ပေါ့အကိုက်ခဲပေါ့ဗျာပြီးရင်ကျွန်တော်တို့သူ့ကို image လို့ဆိုဓာတ်ပုံတစ်ခုတစ်ပုံရွေးမယ်ပေါ့လေအဲ့ဓာတ်ပုံကိုကျွန်တော်တို့ဒီဓာတ်ပုံကိုဘယ်ထဲမှာလဲဆိုတော့ document picture တဲက picture တဲက PNG မဟုတ် all file လုပ်လိုက်မယ် all file ထဲမှာ picture မောက်ပဲရောက်သွားဒီပလင်းလေးနဲ့အဲ့ထဲမှာ okay ပေးလိုက်ပြီးကျွန်တော်တို့ဒီမှာဒီကောင်ကို save နှိပ်လိုက်ပြီဆိုတာ ਨੇ Excel file ထဲမှာလည်းတွင်းပေးသွားတယ်တွင်းပေးသွားတဲ့ CRUD ကိုကျွန်တော်ပြပေးခဲ့တယ်အခုကဒီကျွန်တော်တို့ဒီ column ပေါ့လေဒီ database ထဲမှာသွားပြီးတော့နောက်ွယ်မှာဘယ်လိုမျိုးသွားထည့်မလဲဒီထဲကိုဝင်သွားမှာပေါ့လေအဲ့တော့ကျွန်တော် save နှိပ်လိုက်ပြီဆိုတာ ਨੇ သူကဝင်သွားမယ်ပေါ့လေဝင်ပြီးသွားလို့ရှိရင်ဒီဘက် list box မှာလည်းသူကdata successfully saved ပေါ့လေ okay လို့ပေးလိုက်တယ်ပေးလိုက်တဲ့အချိန်မှာဒီဘက်မှာဒါ edit မဖြစ်ဘူးเนาะကျွန်တော်ဒါလေး refresh လုပ်လိုက်မယ်refresh လုပ်လိုက်ရင်ဒီမှာကျွန်တော်တို့ ID က2တဲ့ top bright နဲ့ beta mouse တဲ့မြန်မာလို့တဲ့သူ့ရဲ့စေးနာမည်နဲ့ပါနဲ့ပြန်ဖြစ်သွားတယ်တဲ့အဲ့တော့ဒီမှာတစ်ချောင်းဝင်သွားတယ်ပေါ့လေအဲ့တော့နောက်တဲ့တစ်ချောင်းအနေနဲ့ကျွန်တော်တို့ပါလဲဆိုလို့ရှိရင်company နာမည်ကSHWE ရွှေ THID တစ္ဆာ SAR စာပေါ့လေရွှေတစ္ဆာဘာရောက်တာလဲဆိုလို့ clothing ပေါ့လေ CNOT CNOTHING clothing ပေါ့လေပြီးလို့ရှိရင်သူကဘာလဲဆိုလို့ရှိရင်တောင်း male or female male or FEMAME ပေါ့ဗျာ male or FEMAME male or female ရဲ့အင်ကြီးတွေထမိန်တွေရောင်းတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီမှာ image လုံးမှာကျွန်တော်တို့ဓာတ်ပုံတစ်ပုံပြန်ရွေးမယ်ဒီပုံတစ်ပုံလေးပြန်ရွေးမယ်ပေါ့လေပုံတစ်ပုံလေးပြန်ရွေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒါတရားလေးရွေးလိုက်တယ်ပေါ့ရွေးပြီးကျွန်တော်တို့ဒီကောင်လေးကို save လိုက်ပြီဆိုတာ ਨੇ data successfully save ဖြစ်သွားတယ်ပေါ့လေdata successfully save ဖြစ်သွားတဲ့အချိန်မှာဒီမှာလည်းဒီ list box မှာလည်းနှစ်ကြောင်းပေါ်သွားပြီဒီဘက်က SQL ဘက်မှာလည်းဒီမှာနှစ်ကြောင်းပေါ်သွားပြီပေါ့လေနော်ဒီမှာရွှေသစ္စာအဲ့တော့ဒီကောင်ကိုကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတဲ့အကြောင်းပါဟိုဒါရှင်းပြမှာဖြစ်ပါတယ်ပေါ့လေနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ data တွေက Visual Basic ကိုသွားတယ်အဲ့တော့ Visual Basic တွေက user form 1မှာဒီ save button ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ SQL နဲ့ဝင်သွားတာဟုတ်အဲ့တော့တစ်ချက်သွားတယ်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်ရှင်းလို့ရအောင်လို့ဒီမှာ save button ကိုနှိပ်တယ်တဲ့ဒီအပေါ်ကအကြောင်းအရာတွေကိုကျွန်တော်တို့ဒါမေးလိုက်လို့တော့ရတယ်ပေါ့လေဒါတွေကကျွန်တော်အရင်ဟိုသင်ခန်းစာမှာသွားထားတာပေါ့လေအဲ့တော့ query ရေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးရေးတယ်ပေါ့ဒါကတော့ကျွန်တော်ဒီအခုဒီအပေါ်ကအကြောင်းအရာဟိုကျွန်တော်တစ်စက်တည်းပြန်ရှင်းပြမယ်ပေါ့လေနော်ဒီ data ရှိတယ်မှာလဲကျွန်တော်ခုနထည့်တဲ့အကြောင်းအရာနှစ်ခုကိုသူဒီထည့်ပေးသွားတယ်အဲ့လိုထည့်ပေးသွားတာကိုဒီ data ထဲမှာလဲသူထည့်သွားတယ်ပေါ့လေနော်အဲ့လိုမျိုးမထည့်တော့နောက်ဆိုရင်တော့ကျွန်တော်တို့မထည့်တော့ဘူး data ထဲဟိုဟာဒီ SQL ထဲမှာပဲသွားပြီးတော့သုံးမှာပေါ့လေဒီဘက် SQL ထဲမှာလည်းရှိနေတာဟိုကျွန်တော်တို့အဲ့ဒါဘာကြောင့်အဲ့လိုရှိရလို့ပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိ1ကိုသွားလိုက်ရှိ1မှာကျွန်တော်မရှိဘူးဘာမှ
နော်အဲ့ဒါကိုကျွန်တော်ကဒီကောင်ကိုကျွန်တော် run လိုက်မယ် run ပြီးရင်ဘယ်ရောက်တော့ run တဲ့ကောင်ဘယ်ရောက်အောင်ကျွန်တော် run လိုက်တယ် run ပြီးရင်အခုဒီမှာရှိ1မှာတော့သူကအဲ့ဒီ SUN ရဲ့ data တွေကိုသူ့ပိုင်သူ export to Excel ပေါ့export to Excel နေလိုက်ရင်ဒီမှာ data successfully exported ဆိုတော့ကျွန်တော်တို့ကဒီမှာဒီရှိ1ထဲမှာ data တွေဝင်သွားပြီလေ data တွေကအဲ့တော့ကျွန်တော်တို့ကဒီ save ကိုနှိပ်လိုက်ပြီဆိုတာ ਨੇ ဒီ data ဆိုတဲ့ရှိမှာဒီ data ဆိုတဲ့ရှိမှာဒီ data တွေထည့်ပေးတယ်မလို့ဘူးဗျာပြောချင်တာဒါကျွန်တော်အရင်သင်ခန်းစာတွေမှာဒီ Excel တွေကိုဘယ်လို user form နဲ့ဖြည့်ရမလဲဆိုတဲ့ဥစ္စာကိုပြောတဲ့အချိန်မှာပဲဒီကောင်တွေကိုကအသုံးဝင်တာအဲ့တော့ဒီနောက်ွယ်မှာကြတော့ကျွန်တော်တို့ SUN ကိုထည့်တယ် SUN မှာ export ပြန်ထုတ်လိုက်တယ်ဒီပုံစံနဲ့သွားမှာအဲ့ဒီ export ကလည်းကျွန်တော်ရက်ဆွဲအလိုက်လေးပေါ့လေဘယ်ရက်ကနေဘယ်ရက်အတွင်းမှာလဲဆိုတဲ့ဥစ္စာလည်းကျွန်တော်တို့တွင်းလို့ရတယ်ပေါ့လေဒီမှာဆိုလို့ရှိရင်ဒီမှာ date တွေအစားသူကပါလာတယ်ပေါ့လေတောင်းမှာ2026 5လပိုင်း31ရက်နေ့ပေါ့လေအဲ့လိုမျိုးပေါ့ဒါ date တွေအစားသူပါလာဒီဘက်မှာဆိုရင်ဒါကျွန်တော်ရဲ့ဒါ manual လောက်ထားတဲ့ဟာပေါ့ Excel တွေကိုဘယ်လိုဖြည့်မလဲဆိုတဲ့ဥစ္စာနဲ့ကျွန်တော်သွားတာအဲ့တော့ဟုတ်ပြီအဲ့တော့ဒီ save ကိုနှိပ်လိုက်လို့ရှိရင်ဒါနဲ့ပြန်သွားမယ်နော်ဒီဘောကဒါကျွန်တော်တို့ worksheet တွေကိုထည့်တဲ့ပုံစံ worksheet တွေကိုဒါထည့်တယ်ဒါ image တွေထည့်တယ်ပုံစံဒီအကြောင်းကလည်းကျွန်တော်ရှင်းပြီးသွားပြီဖြစ်တဲ့အတွက်ရှင်းတော့မရှင်းကျင်တော့ဘူးဒီကနေဒီအောက်ထီကဒါ SUN တွေကိုထည့်တဲ့ပုံစံနော်နှစ်ခုရှိတယ်ပေါ့လေအဲ့တော့ဒီမှာဆိုလို့ရှိရင် worksheet ဆိုလို့ရှိရင် worksheet ဆိုတဲ့ဥစ္စာကိုတင်ဆိုတာတဲ့declare လုပ်လိုက်တယ်ပေါ့ဗျာကြီးညာလိုက်တယ် WS worksheet အနေနဲ့ WS less row အနေနဲ့ round ပေးလိုက်တယ် picture အနေနဲ့ picture PNG ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာရှိဆိုတဲ့ data ဆိုတဲ့ရှိကိုသုံးမယ်တဲ့အဲ့တော့ဒီမှာက less row အနေနဲ့ row ဖမ်းပြီးတော့မှ HNSH နဲ့သူကဒါ worksheet ထဲမှာတဲ့ဆဲတဲ့ less row နောက်ဆုံးရဲ့ row number dot value ဟာတဲ့ less row minus 1ဒါတွေကျွန်တော်ရှင်းခဲ့ပြီဆိုတော့ဒီထီကိုအရင်သင်ခန်းစာတွေမှာဒီ Excel ထဲမှာ CIVD ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာကိုတွားကြည့်ပေးလိုက်ရင်ရပြီအဲ့တော့ကျွန်တော်အခုပြောမှာ SUN ဘိုင်းဖြစ်တယ် SUN ဘိုင်းဖြစ်တော့ကြတော့ဒီဘိုင်းလေးကိုပဲကျွန်တော်ရှင်းပေးသွားမယ်ပေါ့လေဟုတ်ပြီအဲ့ဒီလိုလေဒီဟာတွေကမလိုဘူးဗျဘယ်လိုပြောရမလဲကျွန်တော်ကရှောက်လုပ်နေလို့သိရမလားကျွန်တော်အားတော့ပြင်းတယ်ပြင်းတော့ကျွန်တော်လည်းတခြားလူတွေကြည့်မယ်ဆိုရင်လွယ်ကူအောင်လို့ဆိုပြီးတော့ကိုလိုက်ရှာတဲ့အချိန်မှာနည်းနည်းခက်ခဲလို့လေနော်ခက်ခဲလို့ဒါလွယ်ကူအောင်လို့ဆိုကျွန်တော်တင်ပေးတာဆရာကြီးတွေလည်းရှိမှာပေါ့ဟုတ်ပြီအဲ့တော့ဒီဘန်းကိုရှင်းမယ်နော်အရင်ဦးဆုံးနဲ့ကျွန်တော်တို့က connection လုပ်ရတယ် adodb.connection ဒီ connection လုပ်တဲ့အပိုင်းကလည်းနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်ပထမဗီဒီယိုမှာတင်ပေးထားတယ်တွားကြည့်လို့ရတယ်နော်နားမလဲ connection ကဘာကြောင့် connection လောက်ရလဲ driver လိုတယ် connection လိုတဲ့ driver နာမည်တွေမှန်ရမယ်ပေါ့လေဟုတ်ပြီအဲ့တော့ query ဆိုတာဘာပြောရလဲ query ဆိုတာ string နဲ့ဒီမှာသူ query ကိုရေးထားတယ် query ဆိုတာတဲ့ insert into တဲ့ drag တဲ့ဒါကကျွန်တော် SUN ကိုထည့်မယ်ဆိုလို့ရှိရင် insert into c တို့ drag ဆိုတာ drag တွေပဲဒီမှာ drag တွေပဲဒီ table ထဲမှာ column တွေရှိတယ်ပေါ့လေအဲ့လိုမျိုးသွားအရင်ဆုံးတော့ connection မိဖို့လိုတယ်အဲ့တော့ connection တစ်ခုကိုကျွန်တော်တို့declare လုပ်လိုက်တယ်ပြီးလို့ရှိရင် query ကိုလည်းကျွန်တော်တို့ declare string data type အနေနဲ့လုပ်လိုက်တယ်ပေါ့အဲ့တော့ set ဒီ connection ဆိုတဲ့ဥစ္စာကို set တတ်မှတ်လိုက်တယ်တဲ့ new ဆိုပြီးတော့ကျွန်တော်တို့ကပြောမယ်ဆိုရင်ဒါဟိုတစ်ခုတိဆောက်လိုက်တာပေါ့လေ instantiate လုပ်လိုက်တာပေါ့အဲ့ new keyword တွေဘာတွေကကျွန်တော်နည်းနည်းတော့မေ့ကျင်နေဗျာ new keyword ဆိုတာဥပမာဆိုရင်ကျွန်တော်တို့ဒီ car frame တစ်ခုလုပ်တယ်ဟဲ့ new channel လိုက်တာနောက်ထပ် car frame တစ်ခုဖြစ်နေရဆိုတဲ့သဘောမျိုးဗျာအဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒီ package ထဲမှာရှိနေတဲ့ဒီ adobd.connection ထဲမှာရှိနေတဲ့နောက်က method တွေ property တွေအကုန်လုံးသုံးလို့ရသွားပြီဆိုတဲ့ကွန်ရဲ့အတိတ်ပဲပေါ့ con dot ဆိုရင်သူက open ကနေစပြီးတော့သုံးလို့ရသွားတယ်ပေါ့အဲ့ဒါကကြဘယ်လိုမျိုးလဲဆိုတော့ con dot ဆိုရင်အမှန်တွေ့လားသူနဲ့ပတ်သက်တဲ့အဲ့ဒီ package ထဲမှာရှိနေတဲ့ဟာတွေအားလုံးကိုကျွန်တော်တို့ကဒါခေါ်ယူပြီးတော့သုံးဆွဲလို့ရတဲ့ internet ဖြစ်သွားတာပေါ့လေအဲ့ဒီ connection ကိုဘာလုပ်မလဲဆိုရင်ကျွန်တော်တို့က open လုပ်မယ်တဲ့ open လုပ်မယ်ဆိုတော့ driver အရင်လုပ်မယ်လေ driver လုပ်မယ်ဆိုတာဒီ Excel ထဲကိုထည့်မယ် Excel နဲ့ SUN နဲ့လမ်းချိတ်မယ်လမ်းကြောင်းလို့တာပေါ့ပြောမယ်ဆိုကျွန်တော်တစ်ခုနဲ့တစ်ခုချိတ်ဆက်မယ်ဆိုရင်ကျိုးလို့ဒီလိုမျိုးပဲပေါ့အဲ့တော့ကျွန်တော်အခုထည့်ထားတာ MySUN ODBC 9.7 Unicode driver ကိုကျွန်တော်ထည့်ထားပါတယ်ပေါ့အဲ့တော့ပြီးလို့ရှိရင်ကျွန်တော် Simicom မှာ server နာမည် server ကျွန်တော်တို့က online ကနေသွားနေရမှာမဟုတ်ဘူး online နေသွားတာမဟုတ်တဲ့အတွက် local host အကြိမ်ဒီနေ့မှာဒီ online ဆိုလို့ရှိရင် online ဆိုရင်ကျွန်တော်တို့ဒီ 192.168.0.1 တို့ဘာလို့ညာတို့ပေါ့ဗျာအဲ့လိုမျိုးတွေထည့်ပေးရတာပေါ့ပြီးလို့ရှိရင် port number အဲ့မှာလဲ port number တွေရှိရ port number 3306 3306ဆိုတော့ကျွန်တော်တို့ဒီမှာ Zen server ကိုသုံးထားတယ်ဒီမှာ MySUN ရဲ့ port number က 33ဟုတ်လဲခေါ်တယ်ဒီမှာ MySUN port number က3306ဒီ server ကိုသုံးထားတာပေါ့လေ Zen server ပေါ့လေ
ပြီးလို့ရှိရင် database နာမည်ရတယ်မှာ database နာမည်ရတယ်မှာ test test user root password နေပေးထားတယ်ပေါ့လေဘာမှမရှိဘူး password ဟုတ်ပြီအဲ့တော့ဒီပုံစံဒါမသုံးလဲရတယ်ဒီကောင်မိတ်ထားလို့လည်းရတယ်ဒါတွေကဒီကောင်မိတ်ထားလို့ရတယ်ဆိုမဲ့ဒီအောက်ကကိုအဲ့လောက်ဆိုလို့ရှိရင်ဒီကောင်နှစ်ခုကျွန်တော် comment ပေးထားတယ်ဒီကောင်အလုံးမလုပ်လဲရတယ်အဲ့ဒါပြပြီး connection ရှိသွားပြီ connection ရှိသွား query လို့ပြီလေ insert into data တွေကိုထည့်မယ်တဲ့ဘယ်လိုထည့်မလဲဆိုတော့ company name ဆိုတာဘယ်ကလာလဲ company name ဆိုတာ direct ထဲမှာရှိတယ်ဒီ column ရဲ့နာမည်တွေပေါ့လေဒီမှာ column နာမည်တွေတူရမယ်နော် company name item name description ပြီးလို့ရှိရင် image name ဒီ data တွေရဲ့ value အဲ့ value ကဘယ်လိုထည့်မလဲ value ကဒီမှာ testbox 2.value testbox 3.value testbox 4.value ပြီးလို့ရှိရင် testbox image.value ဒါတွေကဘယ်လိုရေးကြည့်လဲဆိုလို့ရှိရင်column တစ်ခုပြီးလို့ရှိရင် column နှစ်ခုရေးတယ်ပြီးလို့ရှိရင် an column လေးခံရတယ်ပေါ့လေဒီပုံစံလေးထည့်ရေးရအဲ့ဒါမှာကျွန်တော်တို့ဒါဘေးတွေဖြစ်တယ် testbox 2.value အဲ့ testbox 2.value ဆိုတာဘယ်ကလာလဲဆိုရင်ဒီမှာကျွန်တော်ဒီ company name ကိုယူมาဖြစ်တယ်ဒီမှာ testbox 2သူရဲ့ဘေးပဲနည်း testbox 2လေဒီကောင်ဆိုရင် testbox 3ဒါဆိုရင်ဒီမှာ testbox 3ဒီကောင်ဆိုရင် testbox 4သူရဲ့ table နာမည်ဒါကကြတော့ image နာမည်ကိုယူထားပြတော့တဲ့ testbox image ဆိုတဲ့ဥစ္စာလေးဘေးပဲလေအဲ့ဒီဘေးတွေပဲတွေထဲမှာကျွန်တော်ရိုက်ထည့်လိုက်တဲ့ data တွေရှိတယ်အဲ့ဒီ data တွေကိုဘယ်မှာသွားထည့်လဲဆိုတော့ဒီ s2n ဆိုတဲ့ဒီ s2n table ထဲမှာထည့်တယ်ပေါ့လေဒီ s2n table ထဲမှာကျွန်တော်တို့ထည့်တယ်ပေါ့s2n table ထဲမှာထည့်တယ်အဲ့တော့ insert into ထည့်လိုက်တယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးမှာ connection ကိုဘာပြန်လုပ်ရလဲဆိုလို့ရှိရင် connection ကို close ပြန်လုပ်ရတယ်ပေါ့လေအမှတကယ်တော့ data successfully အရင်ဖြစ်ရမှာပေါ့လေ data successfully save တဲ့ PV information နဲ့သူကသွားရတယ်ပေါ့လေဒါ MSG ပေါက်သင်ခန်းစာမှာကျွန်တော်ပြောခဲ့တယ် connection တော့ execute query ဆိုတာဒီ query ကဒါ string data type ဖြစ်တယ်ဒီကောင်ကိုကျွန်တော်တို့ execute လုပ်လိုက်တယ်ဆိုတာ run လိုက်တယ်လို့ပြောတာပေါ့နော် run လိုက်တယ်လို့ပြောလိုက်တာအဲ့တော့ run လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရောက်ပြီးတော့မှ run သွားမယ်ပေါ့လေအကယ်၍ error ဖြစ်တယ်ဒီကောင်မ run ဘူးဒီ query မ run ဘူးဆိုရင် on error go to error handler ဒီ handler ကိုသွားမယ်ဒီ handler ကိုသွားမယ်အကယ်၍ဒီ query ကအလုံးမလုပ်ဘူးဆိုလို့ရှိရင်ဒီ table တွေကနာမည်တွေနဲ့ဒီကျွန်တော်ခုရေးထားတဲ့နာမည်တွေနဲ့မတူဘူးဆိုလို့ရှိရင်သူကဘာပြောမလဲဆိုလို့ရှိရင် connection ကိုသူ close လုပ်လိုက်မယ် connection ဖျက်ချလိုက်မယ် manage နဲ့ကျွန်တော်ဒီဘက်က agent တွေကိုဖျက်ချလိုက်မယ်တဲ့အဲ့ဒီ connection ကတဲ့ equal nothing ဖြစ်မယ်တဲ့ exit set နဲ့ကျွန်တော်ပြန်ထွက်လိုက်မယ်တဲ့အရင်ဆုံး connection ကို clean အရင်လုပ်လိုက်တယ်ပေါ့clean လုပ်ပြီးဒီ error ဖြစ်နေတဲ့အချိန်မှာဒါမဟုတ်ဘူးဒီ error ဖြစ်နေတဲ့အချိန်မှာဒီ error handler MSG ပေါင်းနဲ့ကျွန်တော်တို့ error ဖြစ်ပြီးသွားတာအကယ် error မဖြစ်ဘူးဆိုလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံး connection ချိတ်တယ် query ရေးတယ် driver ချိတ်တယ် query ရေးတယ်ပြီးလို့ရှိရင် error မဖြစ်လို့ execute ကို run တယ် run ပြီးရင် message ပေါက်ထုတ်ပြတယ်ပြီးလို့ရှိရင်အဲ့ဒီချိတ်ထားတဲ့ connection ကိုပြန်ဖြုတ်တယ်အဲ့ဒီ connection ထဲမှာ nothing ပြန်လုပ်ပြီးတော့ exit set နဲ့ထွက်ပလိုက်တယ်ပေါ့အဲ့ဒီပေါ်မျိုးပဲဒီဘောဟာကြတော့ဘယ်လိုရေးထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီsheet 1ထဲမှာရှိတဲ့ range b2 ကနေ range c2 ဆိုတဲ့ data တွေကိုယူပြီးတော့မှထည့်တာပေါ့လေဒါရှိကျွန်တော်တို့ဒီ direct လမ်းထည့်တဲ့သဘောမျိုးပေါ့လေဒီ Excel ထဲမှာထည့်ထားပြီးသားကိုကျွန်တော်တို့ကလမ်းပြီးတော့မှ input လုပ်တဲ့ပုံစံမျိုးနဲ့ထည့်တဲ့ပုံစံဒါကျွန်တော်နမူနာရေးထားတာပေါ့လေနော်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်ဒီဟာလေးကိုလည်းနားလည်မယ်လို့ထင်တယ်ဒါလေးကိုကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ run မယ်ပေါ့လေ run မယ်ဆိုတော့ဒီမှာကျွန်တော် run ဆိုတဲ့အလုပ်လေးကိုနှိပ်လိုက်မယ် run run သွားပြီဆိုလို့ရှိရင်ဒါရရန်ကြီးလွန်သွားတယ်ဆိုတော့နည်းနည်းဒီကိုကျွန်တော် run ပြီးရင်ဒီဘက်က SQL database မှာလည်းသူ့ကိုကျွန်တော်ပြချင်တာဟုတ်ပြချင်တယ်ဆိုတော့အဲ့ဆိုရင်ဒီကောင်အရင်ဖြည့်လိုက်မယ်နော်တော့တက်စီရောက်တော့ပေါ့ကျွေမြရာpetrol PCDR ဝင်လာမသိ
petroleum ဓာတ်ဆီကိုပြောတာမေ့ဝိုင်းမသိတော့ description ကဈေးနှုန်းတစ်ခုထည့်လိုက်မယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော် email လေးထည့်လိုက်မယ်ပြင်စေးလိုက်မယ် definitely okay ဒီလိုဖြစ်နေတာကျွန်တော် run မနိုင်လို့เนาะကျွန်တော်ဆက်ကဟုတ်ပြီအဲ့တော့ဒီဘက်မှာကျွန်တော်တို့ဒီမှာ refresh လုပ်လိုက်မယ် refresh လုပ်ရင် data က3ချောင်းဖြစ်သွားတယ်ဗောလေကျွန်တော်ကဘာလဲဆိုတော့ကွန်ပျူတာနှလုံးကိုပွားထားတယ်ပြီးလို့ရှိရင်ဒီ browser ကြီးလည်းအများကြီးဖွင့်ထားတယ်ပြီးရင်နောက်တစ်ခုကကျွန်တော် OBS လည်း recording လည်းလုပ်နေတယ်ဟိုတက်တွေလည်းအများကြီးဖွင့်ထား run နဲ့နေလာလို့စက်ကလည်းကြောင်နေတယ်လို့ဖြစ်သွားပါဟုတ်ပြီဘယ်နော်အဲ့ဆိုရင်ဒါအဲ့ဆိုရင်ဘယ်လိုချက်လဲဆိုတော့သိလောက်ပြီဒီမှာပဲဒီ record ကိုရက်လိုက်မယ်